ဟိုတနေ့ကဘပေါ်နေလာတော့ရလိုက်သွားတော့ရွာထိပ်ရောက်တော့လာတော့သူနေရာစကားပြောနေနားထောင်ရဲနေကရောက်မှရဲညီကိုချစ်တုံမွန်းစကားပြောရအောင်မယ်ကြံသားစင်ကြူတာဟဲ့လူကအစင်မချုံနိုင်ဘူးရဲ့ကိုယ့်ဟာကိုနေစမ်းမှာအေးတဲ့သူတို့နဲ့မပေါင်းပါနဲ့တော့ကြကြီးငရုတ်တင်းနဲ့ပေါင်းမှာကြက်သွန်ထောင်းခံရဆိုကြားတဲ့ကမစီမဆိုင်လက်ပံတာဓာတ်နဲ့ချိုက်ဖြစ်မှာဆိုလို့ငါကပြောရတာတဲ့သူတို့ကနာခံတာတဲ့ဟာတွေမဟုတ်ဘူးခဲ့ကြောက်တဲ့ဝင်ကင်းပါလေအေးတဲ့ညီတနေ့တော့သူတို့တင်းမောစိတ်လားငရုတ်ကောင်းလားကွဲပါလိမ့်မယ်အကြမှာညီနေငင်းကြောင်တောင်ငါရောင်ဘယ်သူဆွဲသူလို့ဖြစ်နေအောင်မယ်တဲ့ကောင်းမရဲ့တဲ့လှုပ်ရှားရမယ်အချင်းမပြကြများတော့ဇဲကြီးတော့ဒိုးငယ်ဒိုးကြီးပြန်တော့လေဇဲငယ်အေးတဲ့ပီလောပင်ပတ်ကြည့်တတ်ဆိုတယ်လို့တို့ဘွားတွေများအထက်ရောက်ရတယ်လို့မရှိပါဘူးခဲ့ဂုံညင်းလဲရှုံးဒိုးလဲရှုံးဘွားတွေပါအေးတဲ့ဒါနဲ့တောတတီးကိုတော့တောတကျူနဲ့ချူအောင်မှာပဲဆိုပြီးမလစိန်တို့ဝိုင်းသွားပြီးစံလေးတပီချိမိပါတယ်သူတို့ကလူကိုဂျိုကုတ်တာနဲ့နပြင်းတင်တာတော့ညီတို့စံတစုပ်ငါကတရားပါမခံဘူးလို့ပြောလိုက်ရသေးတို့ကမကြီးလားရှားလားညီတို့လည်းပေါင်းခဲ့သားပဲအေးတဲ့ပေးသူကမြစ်တာယူသူကတစ္ဆာပါအေးတဲ့အချင်းချင်းများကိုရွာကအမြင့်ကျိုးကဗရက်တက်ချင်ရတယ်လို့တို့ကလည်းအိုးခွဲရေမလုံနေဆိုတော့မင်းတိုင်းကြည်ကျင်လို့ရေထမ်းကမှအိုးခွဲရတဲ့အဖြစ်ကိုအေးတဲ့အဲ့ဒီလိုစကလုံးတွေထဲမှာမြန်မာတို့ရဲ့နှလုံးသားတွေနဲ့နုညံ့ကြောင်းမြန်မာစာပေနဲ့မြန်မာစကားကြွယ်ဝပုံလေးကိုကျွန်တော်တွေ့ခဲ့ပါတယ်